ချင်းကမာပြီးတွင်းကစောက်တော်သားများတွေ့ပကတိတဲ့နောက်တစ်ယောက်ကမီးနဲ့ပွဲနဲ့ကြောင်ဝင်ခင်းချင်တဲ့ကွီတွေ့ခုဆိုကြီးချက်တီးပြတ်ပစည်းပစများတဲ့မိန်းမတွေကြီးမဲ့အသက်ကြီးမှတိခတ်မင်းတို့က distract နောက်တော့သိခင်ပစိုးချုပ်ကမင်းကောင်ကလီးပြတ်ဟိုလူရဲ့နောက်ကဖုံးများဒီလူရဲ့နောက်ကဖုံးများသူထားပြီးသုံးစားမရှာတော့မတော့ပါတော့မပေါ်နေတဲ့ပုံဟာဒီချင်းနဲ့မင်းကောင်ကမောဟာမငင်းနဲ့မင်းဆိုတော့ရှုံးသမားမင်းဖို့ရဲ့ငံတဲ့ရောအိုအားခေါင်းပေါ်မမိုးထားဖင်ခါကကုန်းစားရုပ်ရှင်လောကတိုးတက်ဖို့အမုန်းခံကျွန်တော်ပြောနေတာဟောတယ်မရှိနေတုံးကြအဲ့ဒီတွေးတဲ့ကပင်မဲ့ပြောလေကွာသူကြတော့မှဒေါ်တွေပါပြီးစောက်ပေါ်တွေကို fall နေတာဟောတယ်ပါတရာကိုတော့ကရိုက်တာဒီစောက်ပေါ်လေကွာရှုပ်ကတော့တာစောက်ချက်ကပေါ်ပြရိုက်ခဲ့ဘူးတဲ့ကုန်းတော့ကပေါ်ကရိုက်တဲ့ဟောတယ်ကစက်ကွက်တွေကတူညီတဲ့ပေါ်ပြနင်းညက်ပေါ်လာပိုဆန်ပေါ်လာမကပ်ပြီးခုချမအားခဲ့တဲ့ပေါ်ကတော့အမောအမကြီးလိုက်ပါတယ်ကိုပြေဟေးရဲ့ကြောက်တော့ပါဟဲ့အောင်စောက်ပေါ်ယောက်ျားတော့ဒဲပြောရတယ်ဒဲရှင်းရတယ်ကွာမင်းကအဲ့တော့မကျေနပ်ဘူးမကျေနပ်တာဒဲပြောလေလီးမို့လို့စကားပြောရင်ဆက်ပဲငါ့ကိုလာပြောတာစောက်ပေါ်ကြော်ရိုက်တဲ့ရုပ်ရှင်ကားကဝေစတဲ့ကြော်ရတယ်ဒါပေမဲ့မင်းကဘသူကချီကျူးလို့လဲစောက်ပေါ်ရဲ့ကျွန်တော်မဲနဲ့သူတို့ကုန်မာတယ်ကိုခုံဖို့ကိုပြပေါ်ကြွားတယ်မုံထားတဲ့ပုံများနဲ့စုံသွားတယ်ကုန်ပေါ်တဲ့ဆောက်ချက်စုံသွားဝဲရှိတဲ့ကဆောက်ဖြစ်တင်းတဲ့ကဆောက်ဖြစ်ဘယ်တော့မှမရှိခဲ့ဘူးမင်းရဲ့ဆောက်ဖြစ်စိတ်တကကောက်ဖြစ်ဆွေညောကရှောက်ဖြစ် bla 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 ပေါ်ကကောက်ဖြစ်ဒီသမီးကြောင့်ဖြစ်မင်းသားကြောင့်ဖြစ်ဘသူမှမလေးစားlaမင်းရဲ့ဆောက်စစ်နောက်ကဆောက်ဖြစ်ပြင်ပြီးရှောက်ဖြစ်ပေါ်ကမကြိုက်ဖြစ်ပြင်လိုက်မဆောက်ဖြစ်ဆွေတော်တွေတွက်ဆိုသိန်းတရာမင်းမသွားတာဆိုမြင့်မြတ်စီကလည်းသိန်း150မင်းချီသွားတယ်ဆိုမင်းမိမကြီးမသိအောင်မကမ်းမမင်းသမီးတယောက်နဲ့ဘလို့ဦးရမစိုးခင်နှုတ်ရချင်းတွေကိုခေါင်းပုံဖြတ်တာ so fuck သူညီက TV ပေါလို့ US ရောက်ခါမှကြီးဆောက်တော်သားမျိုးတက်ကပေါ်ကချိုးပြပဆိုပဲစောက်တာကမင်းရဲ့နောက်ကကပေါင်းပါများတဲ့မင်းလည်းမစောက်ချင်မကောင်းတာများဒီမှာသမင်းရှိသေးရင်ရိုက်ရမရုပ်ရှင်ကမောက်ကြီးဟင်းနဲ့ချောင်းမများ Can you ချက်မရှိတကတက်တီနောက်ပြီးတော့မရှိတကတက်တီသူများကြောင့်ပေါ်တော့မချတာတဲ့ကျူကပတ်တဲ့မင်းပေါ်ကဆက်တီမင်းစကားစင်းစားတာရှက်မီထင်းသားကရှင်းတော့မတက်ချီမင်းသားတွေမင်းများတွေမင်းစားတွေပတ်စကားတင်းစကားတွေပြောတော့မှကြတာကိုဒူတိုင်းကတက်တီကဲမောင်ပြေဟိတ်တီဟာမင်းသူများမကောင်းကြောင်းတွေတင်တဲ့ဗီဒီယိုတွေတင်မယ်ဆိုရင်လည်း monetization လေးတော့ off ပြီးတော့တင်လေကွာမင်းကသူများမကောင်းကြောင်းလည်းပြောစီအဲ့ဗီဒီယိုကလည်းပတ်စံရကျင်လဲဆိုတော့မင်းကစောက်ချက်မရှိဘူးလားကွာဟာမင်းကလည်းဘလို့စောက်ချက်ရှိမှာလဲကွာ career တစ်လျှောက်လုံးတော့မှစောက်ဘောကားပဲရိုက်တဲ့စောက်တော်သား